Hello ဒီဥစ္စာကဟိုတနေ့ရောက်ထားတဲ့ဘူးတွေရဲ့အဆက်ပါစန်တိုင်းဘူးတွေလည်းပါတယ်လို့ enemy figure ဘူးတွေလည်းပါပါတယ်အဓိကကတော့ One Piece ရဲ့ King-Oja ပုံပုံကားနဲ့ကိုကိုင်ကားဖြစ်ပါတယ် King-Oja ရဲ့ Tarantula Night ဒီ X version မှာသူ့ရဲ့ဒီလက်နက်တွေရင်ကောင်တို့ဓာဟိုမွေလိုကောင်တော့မပါဘူးပေါ့နော်ဒါပင့်ကူတီးတန့်အစ်စ်ကလေးပေါ့နော်ဒါလေးဆိုထွက်တာတော့ကြာပြီ3နှစ်ကျော်လောက်ရှိပြီဆိုတော့ပစ္စည်းကရှားသွားပြီပေါ့ဒီဥစ္စာလေးကဟိုပိတ်မိနေတယ်မှာပါတယ်ဆိုဈေးတက်နန်လေးနဲ့ရတာအဲ့တော့1,000,000လား1,200,000လားမသိဘူးအခုဆိုရင်တော့2သိန်းကျော်လောက်တော့ဖြစ်သွားပြီပေါ့နော်King-Ojaဦးအရန်နေနာမည်ကြီးပြီးတော့ popular တအားဖြစ်သွားတာဆိုတော့လေရမ်းမိုက်တယ်ဗျာ share လေးပါဒါလေးကတော့ဘုံဘုံကရဲ့ controller လေးပေါ့နော်ခဲရောင်အောင်ကိုင်းနေတာလေဒါကတော့သူကဒီ controller တီးတတ်မယ်စက်ရုပ်တော့မပါဘူးပေါ့နော်စက်ရုပ်ပါတဲ့ version တော့မဟုတ်ဘူးဒါလည်း DX ဘူးအစ်စ်ကလေးပါဒါကကျွန်တော်တို့ဒီ TikTok ကအကိုတယောက်မှားထားပါတော့သူဗီဒီယိုတင်မှပဲဘယ်ရလဲဆိုတာတစ်ချက်ကြည့်လိုက်ပါဒါလေးလည်းဘူးတစ်လေးပေါ့နော်ဒါလေးက surprise gift ပေးထားတာလေးပေါ့ကိုကြီးလည်းတစ်ခါမှ surprise gift မရဘူးဒါ surprise gift လာမှားထားတဲ့ပစ္စည်းလေးဖြစ်ပါတယ်ဒါကတော့ကိုကိုင်ကားတွေကရှယ်ကြီးပါရှယ်ကြီးမလေးတော်တော်လေးလေးတယ်တော်တော်လေးကြီးပြီဒီဘူးတွေဆိုတော်တော်ရှားသွားပြီဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်တို့2017တုန်းကထုတ်ထားတဲ့ဟာဆိုတော့အခုဆိုရင်နောက်ထပ်14နှစ်လောက်ဖြစ်သွားပြီဆိုတော့တော်တော်ရှားသွားပြီပေါ့နော်ဘူးနဲ့ရမယ်အနေထားကကျွန်တော်ရာတုံးလေးဥထားတာပါရောင်းမို့တော့မဟုတ်ပါဘူးဖြစ်နိုင်လို့ရှိရင်တော့အယုတ်တွေကလေဟိုပေါ်တုံးလေးစုစေခြင်းတယ်ပေါ့နော်ဒီလိုမျိုးနဲ့မှဆိုရှားတာလည်းတအားမလွယ်ဘူးစုဖို့ကလည်းပမာဏတစ်ခုဖြစ်သွားတယ်ပေါ့နော်လှတယ်ကြိုက်တယ်ကျွန်တော်တော့ share ပဲဗျာ okay အဲ့တော့ဗီဒီယိုကြည့်နေတဲ့ brother တို့ sister တို့ဘယ်ဟာလေးကြိုက်လဲဒီ Tarantula Night ကြိုက်လား controller ပုံပုံကားတွေက controller ကိုကြိုက်လားဒါမှမဟုတ်ကိုကိုင်ကားတွေကကြိုက်လားဒီ3မျိုးထဲမှာဘယ်ဟာလေးပိုကြိုက်လဲပေါ့နော်ကျွန်တော်ကတော့ပွင့်လင်းပြောရင်3ခုလုံးကြိုက်တယ်ဒီ figure တွေကတော့နောက်ဗီဒီယိုမှာထပ်ပြီးတော့မိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့ see you in the next video ပါအားလုံးကိုကျေးဇူးတင်ပါတယ်